ကျွန်တော်ဒီနေ့ပြပေးမယ်ဟာလေးကကြတော့ key frame နဲ့ပုံတွေကိုဘယ်လိုကစားလဲဆိုတာလေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်မနေ့ကပြောဖို့ကြံသွားတယ်ဒီဗီဒီယိုတွေမှာ ဒီဗီဒီယိုမှာကျွန်တော် key frame နဲ့ပုံတွေဘယ်လိုကစားလဲဆိုတဲ့အခြေခံလေးကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ဒီပုံတွေတစ်ချက်ကြည့်လိုက်အောင်ဘယ်လိုမျိုးကစားတာလဲဆိုတာဒီပုံဆိုရင်အောက်ကနေကျွန်တော်အပေါ်တက်သွားနေတာပေါ့နော်ဒီပုံဆိုရင်အပေါ်ကနေကျွန်တော်တို့အောက်ကိုဆင်းသွားနေတာပေါ့နော်ဒီပုံဒီပုံဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဝေးရစီကိုသွားနေတာပေါ့နော်ဒီပုံဆိုရင်ဘယ်ဘက်ကိုသွားနေတာဒီပုံဆိုရင်ကျွန်တော်တို့ညာဘက်ကိုသွားနေတာပေါ့နော်ဒီပုံဆိုရင်ကိုယ့်စီကိုလာနေတဲ့ပုံစံမျိုးပေါ့နော်ဒီလိုပုံစံတွေကကျွန်တော်တို့ဗီဒီယိုဘယ်လိုဗီဒီယိုကိုမှမဆိုပေါ့နော်တုံးလို့ရတဲ့ဒီပုံတွေkey frame နဲ့ပုံတွေကိုကစားတဲ့ပုံစံလေးတွေပေါ့နော်ဘယ်လိုဗီဒီယိုမှမဆိုဒီလိုပုံတွေကိုကစားပြီးတော့ key frame နဲ့ကစားပြီးတော့ကျွန်တော်တို့တုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုအောက်ကနေအပေါ်သွားနေတဲ့ပုံစံလေးဘယ်လိုလုပ်လဲဆိုတာကိုတစ်ချက်ကြည့်မယ်ပေါ့နော်ကျွန်တော်လောက်ထားတဲ့ key frame တွေကိုကျွန်တော်ဖြတ်လိုက်မယ်ကျွန်တော်ဖြတ်ပြီးပြီဆိုရင်အောက်ကနေအပေါ်သွားနေတဲ့ပုံစံမျိုးလုပ်ချင်တယ်ဆိုရင်ဗျာပုံကိုဗျာမကြည့်ဒီလို fit တကယ်ဆိုပုံကဒီလို fit ဖြစ်နေရမှာလေသိတယ်မလားဒီလို fit ဖြစ်နေရမှာအဲ့လို fit ဖြစ်နေရမယ့်ဟာကိုကျွန်တော်တို့အောက်ကနေအပေါ်သွားခြင်းတဲ့ပုံစံလုပ်ချင်တာဆိုတော့ပုံကိုအောက်ဆုံးဒီလိုလေးထားထားလိုက်ပေါ့နော်အောက်ဆုံးထိဆွဲထားလိုက်ဆွဲထားပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ key frame တစ်ခုတတ်မှတ်မယ်ပြီးရင် key frame နောက်တစ်ခုတတ်မှတ်ပဲเนาะတတ်မှတ်မယ်ပေါ့เนาะအောက်ကနေအပေါ်သွားခြင်းတဲ့ပုံစံလုပ်ချင်တာဆိုတော့အောက်ကနေအပေါ်ကိုကျွန်တော်တို့ပုံလေးဒီလိုလေးဆွဲထားဒီစီးတော့ဒီမြင်းတော့မကြော်စင်နဲ့ဒီလောက်မြင်းနဲ့ကွက်တီပဲဆွဲအဲ့လိုဆိုရင်ကျွန်တော်တို့အောက်ကနေအပေါ်သွားနေတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့เนาะဒီမှာအပေါ်ကနေအောက်ကိုသွားနေတဲ့ပုံစံမျိုးဖြစ်နေဆိုရင် key frame တတ်မှတ်ထားတာတွေကိုဖြတ်လိုက်မယ်ပေါ့เนาะပုံကိုကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာဒီလိုအပေါ်ဆုံးထားထားပေးလိုက် key frame ဘာမှမတတ်မှတ်ခင်ပုံကိုအပေါ်ဆုံးထားထားပေးလိုက်ပြီးရင် key frame တစ်ခုကျွန်တော်တို့နှစ်ခုတတ်မှတ်မယ်ပေါ့နော်တတ်မှတ်ပြီးရင်ပုံဒီလိုလေးလောက်လိုက်ပေါ့နော်အဲ့လိုဆိုရင်အပေါ်ကနေအောက်ကိုသွားနေတဲ့ပုံစံမျိုးဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ပုံကကိုယ့်ရဲ့ဝေးရစီကိုသွားနေတဲ့ပုံစံမျိုးလုပ်ချင်တယ်ဆိုရင်ဒီမှာ key frame တတ်မှတ်ထားတာကိုကျွန်တော်ဖြတ်လိုက်မယ်ပုံကကိုယ့်ရဲ့ဝေးရစီသွားနေတဲ့ပုံစံမျိုးလုပ်ချင်တယ်ဆိုရင်ဒီမှာကြည့်ဒီမှာပုံ fit ထားမယ်ပေါ့နော် fit ထားရမယ် fit ထားရတဲ့ပုံကိုကျွန်တော်တို့ကအဲ့လိုပုံစံမျိုး key frame နဲ့ကစားခြင်းနဲ့ဆိုရင်ပုံဒီလိုလေးနည်းနည်းလေးဆွဲချဲ့ထားလိုက်key frame မှာမတတ်မှတ်ခင်ပုံဒီလိုလေး zoom လေးဆွဲချဲ့ထားမှာပေါ့နော်ဆွဲချဲ့ထားပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာ key frame တတ်မှတ်မယ်ဒီမှာနောက်တစ် key frame တစ်ခုတတ်မှတ်မယ်ပြီးရင်ဒီမှာပုံကိုဒီလိုလေး zoom လေးဆွဲပေးလိုက်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာပုံကကိုယ့်ရဲ့ဝေးရစီသွားတဲ့ပုံစံမျိုးဖြစ်သွားမယ်ပေါ့နော်ဒီပုံစံလောက်တာကလွယ်လေးကျွန်တော်ပြန်ပြောပြပေးမယ်ပုံကိုဘာမှ key frame ပဲမတတ်မှတ်ခင်ပုံကိုကျွန်တော်တို့ဒီ fit ထားလိုက်ဒီ frame နဲ့ကျွန်တော်တို့ဝင်အောင်ဒီ frame နဲ့ကျွန်တော်တို့ဝင်အောင် fit ထားလိုက်ထားပြီးရင်ပုံ zoom လေးနဲ့ဆွဲချဲ့ထားပြီးဆိုတော့ key frame နှစ်ခုတတ်မှတ်လိုက်ပြီးရင်ပုံကိုဒီလိုလေးဆွဲချဲ့ပေးလိုက်ပြီးဆိုတာ ਨੇ ကျွန်တော်တို့ဒီမှာပုံကကိုယ့်ရဲ့ဝေးရစီသွားတဲ့ပုံစံမျိုးဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်ကိုယ့်ရဲ့ဘယ်ဘက်ကိုသွားနေတဲ့ပုံစံမျိုးကျွန်တော်တို့ကိုလှုပ်ချင်တယ်ဆိုရင်ပုံကိုဒီမှာကိုယ့်ရဲ့ဘယ်ဘက်ကိုသွားတဲ့ပုံစံမျိုးလှုပ်ချင်တယ်ဆိုရင်ပုံကိုဘယ်ဘက်ဒီလိုအဆုံးထိဆွဲထားပြီးဆိုတာ ਨੇ key frame တစ်ခုဒီမှာ key frame ကဒီလိုတတ်မှတ်ပြီးမှပုံဆွဲလဲရတယ်ဒီလိုမတတ်မှတ်ခင်ပုံကိုဒီလိုဆွဲလိုက်လေ key frame ကဒီမှာတွေ့လားဒီမှာလာပေါ်တယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ပေါ့နော် key frame ဒီလိုတတ်မှတ်ပြီးမှပုံကိုဒီလိုဆွဲလဲရတယ် key frame တစ်ခုတတ်မှတ်ပြီးနောက်တစ်ခုမတတ်မှတ်ခင်မှာကျွန်တော်ပုံဆွဲလိုက်လေ key frame နောက်တစ်ခုကတော့သူ့အလိုဖြစ်သွားတယ်ပေါ့နော်ဒါ key frame ရဲ့သဘောတရားပါပဲအဲ့ဒီမှာဒီပုံဆိုရင်ဒါကျွန်တော်တို့ညာဘက်ကိုသွားနေတဲ့ပုံစံမျိုးကျွန်တော်တို့လုပ်ချင်တယ်ဆိုရင်ဒီမှာပုံကိုဘာ key frame မှာမတတ်မှတ်ခင်မှာပုံကိုညာဘက်အစွန်ထိကျွန်တော်တို့ဆွဲထားလိုက်ဆွဲထားပြီးဆိုရင် key frame တစ်ခုတတ်မှတ်ပြီးရင်နောက်တစ်ခုမတတ်မှတ်ခြင်းလည်းရတယ်တတ်မှတ်ပြီးမှပုံကိုဒီလိုဆွဲခြင်းလည်းရတယ်မကြည့်ပြမယ်မတတ်မှတ်ခင်ပုံဒီလိုဆွဲလိုက်လေမကြည့် key frame ကတွန်းနေသူအလိုဖြစ်သွားတာပဲပေါ့နော်ဒီမှာနောက်တစ်ပုံကကြတော့ကျွန်တော်တို့ဒီမှာကိုယ်စီလာနေတဲ့ပုံစံမျိုးပေါ့နော်ကိုယ်စီလာနေတဲ့ပုံစံမျိုးဖြစ်ခြင်းနဲ့ဆိုရင် key frame တွေကျွန်တော်ဖြတ်လိုက်မယ်ဒီမှာ
ပုံကဒီလိုပေါ့နော်ဒီလိုတကယ်တော့ဒီလိုဖျက်မဲ့ပုံကျွန်တော်ဒီလိုလေးနည်းနည်းလေးဆွဲချဲတာပြီးပြီဆိုတာ ਨੇ ဒီလို key frame တတ်မှတ်လိုက်ပါနော် key frame တတ်မှတ်လိုက် key frame နှစ်ခုတတ်မှတ်လိုက်ပြီးကိုယ်စီကိုဒီလိုမဆွဲတော့မယ်နဲ့ကျွန်တော်ဒီလိုဆွဲမှာဒီမြင်းမတော့မကြော်စီတယ်ပေါ့နော်ဒီလိုဆွဲလိုက်မှကြည့်ကိုယ်စီလာနေတဲ့ပုံစံမျိုးဖြစ်တယ်ကျွန်တော်ဒီမှာကျတော့ဒီလို zoom ဆွဲချဲလိုက်တာဒီလို zoom ဒါကြီးကိုကျွန်တော်တို့ကဆွဲချဲလိုက်တာပေါ့နော်ဒီပုံမှာကျတော့ဒီပုံမှာကျတော့ကျွန်တော်တို့ကငကိုတွေကပုံကိုဆွဲချဲပြီးသားပုံကဆွဲချဲထားပြီးသားအဲ့ဒါကိုကိုယ်စီလာနေတဲ့ပုံစံမျိုးလုပ်ချင်တာဆိုတော့ကျွန်တော်တို့ကဒီလိုလေးဒီမြင်းမကြော်စီနဲ့ဒီလိုလေးဒီမြင်းရှိတဲ့လောက်လေးပုံကို fit ပြန်လုပ်ပေးလိုက်ရင်ပုံကကိုယ်စီလာနေတဲ့ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီ key frame ဒီလို1 2 3 4 5 6ဒီလို6ခု key frame 6ခုနဲ့ပုံကစားတဲ့ဒီအခြေခံနီးလေးတွေကိုကျွန်တော်စာလေးတွေထုတ်ပေးမယ်ပေါ့နော်အဲ့ဒီစာလေးတွေကိုလည်းကျွန်တော် comment မှာမှတ်ထားပေးမယ်ဖုန်းနဲ့လုပ်တဲ့လူတွေအတွက်ကလည်းဖုန်းရဲ့ဒီလိုနေရာလေးမှာပေါ့နော် key frame ကရှိတယ် key frame ကိုကျွန်တော်ဒီမှာသတ်မှတ်သလိုပဲ key frame တစ်ခုပေးနောက်တစ်ခုမပေးခင်ပုံကိုလိုသလိုဆွဲလိုက်ရင် key frame နောက်တစ်ခုအလိုလိုဖြစ်လာတယ်အဲ့လိုမှမဟုတ်ဘဲနဲ့နောက်တစ်ခုကို key frame နှစ်ခုကိုသတ်မှတ်လိုက်ပြီးရင်ပုံဆွဲလိုက်ရင်လည်းကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း key frame ကလုပ်ပေးလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီနေ့မှာပြချင်တဲ့ဟာလေးပဲပေါ့နော် key frame ကတော့တခြားအများကြီးကစားလို့ရတာတွေရှိသေးတယ်ကျွန်တော်ဒီနေ့မှာပြပေးတဲ့ဟာလေးတွေကကြတော့ဒါအခြေခံလေးတွေပေါ့နော်ကျွန်တော်တို့ edit လုပ်တဲ့အချက်အခါမှာလို့တော်တော်များများသုံးကြတယ်လူတိုင်းဒီပါသုံးကြတဲ့အခြေခံလေးတွေကိုကျွန်တော်ပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီထက်ပိုရှင်းအောင်ကျွန်တော်စာလေးတွေနဲ့ရိုက်ထားတယ်အဲ့တော့ဒီအဲ့စာလေးတွေကိုကျွန်တော် comment မှာမှတ်ထားပေးမယ်ပေါ့နော်မရှင်းတာရှိရင်လည်းကျွန်တော်ကိုမေးလို့ရပါတယ်ဗျအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်